Hello, which where come from? Count is count. ဒီနေ့လေးမှာတော့ကောင်းက Lulu's Diner လို့ခေါ်တဲ့ American Style Restaurant လေးတစ်ခုကိုခေါ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ဆိုင်ပွင့်ချိန်လေးတွေကတော့ lunch အတွက်မနက်10:00ခွဲကနေနေ့လယ်2:00ခွဲအထိဖြစ်ပြီး dinner အတွက်ဆိုရင်တော့ညနေ4:00ခွဲကနေည8:00နာရီအထိဖြစ်ပါတယ်။ reservation ကြိုယူထားလို့ရတယ်လို့ walk-in လာတဲ့သူတွေအတွက်လည်း table လေးတွေစီစဉ်ပေးထားတာတွေ့ရပါတယ်။ Lulu's Diner ရဲ့ decoration, accessory, floor လေးတွေအားစ classic 90s vibe လေးတွေပြင်ပေးထားတာတွေ့ရပါတယ်။အခုက Christmas နဲ့ New Year season ဆိုတော့ Christmas theme လေးဖန်တီးပေးထားတာတွေ့ရပါတယ်။ဓာတ်ပုံရိုက်လို့လှတဲ့ photo spot နေရာလေးတွေရှိတယ်လို့ flashlight သုံးပြီးဓာတ်ပုံရိုက်တာတော့ခွင့်မပြုထားပါဘူး။ menu တွေကို classic American style breakfast, lunch, dinner မှာ set လေးနဲ့စီစဉ်ပေးထားတာတွေ့ရပါတယ်။ burger, sandwich, spaghetti, crispy fries, drinks နဲ့ dessert လေးလည်းရရှိနိုင်ပါတယ်။ waiting time လည်းတိတ်မကြတာကောင်းသတိထားမိပါတယ်။ကောင်းကတော့ Lulu's Fat Burger, Onion Rings, Lemonade နဲ့ Cola ကိုမှာခဲ့ပါတယ်။ Lulu's Fat Burger မှာအာလူကြော်လေးလည်းပါဝင်ပါတယ်။ Onion Rings ချက်သွန်ခွင်းကြော်လေးကိုတော့ကောင်းတော်တော်ကြိုက်ပါတယ်။အပြင်သားကြွကြွမွမွလေးနဲ့အတွင်းကချက်သွန်ချိုချိုလေးကအရန်စားလို့ကောင်းပါတယ်။ Lulu's Fat Burger ဆိုတဲ့အတိုင်းအထက်ကအသားတွေအနှစ်တွေကတော့အပြည့်ပါပဲ။ burger လေးနဲ့ cola လေးဆိုတော့လုံးဝ perfect ပါပဲ။ကောင်းတငယ်ချင်းလေးနဲ့အတူ Lulu ရဲ့အစားအသောက်တွေကိုမြည်ဆန်းခဲ့ပါတယ်။ Come on at Lulu. Good food, good mood. table reservation ယူထားပြီး15မိနစ်ထက်နောက်ကျရင်တော့တခြား customer ကိုပေးလိုက်တယ်လို့သိရပါတယ်။နေ့ဘက်ကညဘက်ထက်လူရှင်းတဲ့အတွက်ကြောင့်အေးဆေးစားတော့ပြီးချေးလို့ရပါတယ်။အောက်တော့မှာလည်းဓာတ်ပုံရိုက်လို့လှတဲ့ photo spot လေးတွေရှိပါတယ်။ Lulu မှာအသက်18အောက်ဆိုရင်တော့ alcohol နဲ့ပတ်သက်တာတွေမရောဘူးလို့သိရပါတယ်။တောက်ချင်ရင်တော့အသက်ပြည့်မီကြောင်းတက်သေးထောက်ထားတစ်ခုပြဖို့လိုအပ်ကြောင်းရေးထားတာတွေ့ရပါတယ်။ Butter corn on a cup နဲ့ strawberry milkshake လေးကိုကောင်းမြည်ဆန်းခဲ့ပါသေးတယ်။ Lulu's Diner မှာ dinner စားတဲ့သူတွေများတဲ့အတွက်ကြောင့် reservation ကြိုထားရင်တော့ပိုအဆင်ပြေပါလိမ့်မယ်။ကောင်းက dinner အတွက်တော့ crispy chicken tenders and fries ဆိုတဲ့ menu လေးကိုမှာခဲ့ပါတယ်။ကြက်ကြော်မှာအတွင်းသားအီလေးနဲ့ဆိုတော့တစ်မျိုးလေးစားလို့ကောင်းပါတယ်။ဒီ menu လေးထဲမှာလည်းအာလူကြော်ဟာတွဲပါပြီးသားပဲဖြစ်ပါတယ်။ကြက်ကြော်လေးနဲ့ sandwich လေးနဲ့ဆိုတော့အရသာကလုံးဝ match ပါပဲ။ Lulu's Diner ရဲ့ restaurant လေးတွေကိုအခုလိုသေချာပြင်ဆင်ပေးထားတာတွေ့ရပါတယ်။ကောင်းကတော့ Lulu ကိုရောက်တိုင်း mirror selfie လေးတွေဆွဲခဲ့ပါတယ်။ Dear Lulu, thank you so much for giving me Christmas memories. Thanks for watching and your guys' support is greatly appreciated. Merry Christmas and bye bye.